အားလုံးပဲမင်္ဂလာပါ beauty queen ကနေပြီးတော့ကြိုဆိုပါရစေ cashback 3တိန်းအပြင်ကာလာချက်တွေပါလက်ဆောင်ပြန်ပေးမဲ့တင်တန်းလာပါပြီငွေကြီးနေနဲ့အပြင်မှာမုတ်သွားထိုင်စားတာတော့တောင်မရှိတဲ့ဈေးနှုန်းအထူး promotion မိတ်ဆွေကလက်တဲပညာရက်ကိုစိတ်ဝင်စားလားဒါမှမဟုတ် trend out လိုက်နေရလားဒါမှမဟုတ်ပေါ်ပင်လားဘလို့ကြောင့်မဖြစ်ပါဒီလိုစားတဲ့လက်တဲဒီဇိုင်းတွေကိုတက်မြောက်ချင်တယ်ဆိုလို့ရှိရင်မှတ်ချက်ပေါ့နော်ဒီပုံလေးတွေကမင်တို့လှုပ်ထားတဲ့ပုံလေးတွေပါ line ပေါ်ကယူသုံးထားတဲ့ပုံတစ်ခုမှမဟုတ်ရပါဘူးစိတ်ဝင်စားရဆိုလို့ရှိရင်ဈေးနှုန်းတက်တာပြီးတော့မော်လမြိုင်မှာအတွေ့အကြုံ9နှစ်နဲ့အထက်ရှိတဲ့ beauty queen ရဲ့ဆရာမတီချယ်နူးကိုတိုင်အနီးကပ်တင်ကြားပေးတော့ match 9 nail class ရောက်ရှိလို့လာပါပြီတင်တန်းလေးကတော့ one man professional nail class ပဲဖြစ်ပါတယ်အခြေခံကနေ detail ကြနဲ့ trend ဖြစ်နေတဲ့ design တွေကိုဆိုင်ဖွင့်နိုင်တဲ့အထိအနီးကပ်တည်တည်ချာချာတင်ကြားပေးတော့မှလည်းဖြစ်ပါတယ်ဒီတစ်ခါပေးမဲ့တင်တန်းလေးကပေါ့နော်လူကြီးကန်တန်နဲ့တင်ကြားပေးတာဖြစ်တဲ့အတွက်6လပိုင်းမကုန်ခင်တင်တန်းအပ်လို့ရပါပြီတင်တန်းကာလကတော့9လပိုင်း1ရက်နေ့ကနေစတင်မှာဖြစ်ပြီးတော့တပတ်မှာ6ရက်တင်တန်းတင်ကြားပေးတော့မှလည်းဖြစ်ပါတယ်တင်တန်းချင်းအနေနဲ့ကတော့ပုံမှန်12တိန်းချက်ကိုမိုးရသည့်အထူး promotion cashback 3တိန်းချက်နဲ့6တိန်းချက်ပဲကြတင်မှာဖြစ်ပြီးတော့တင်တန်းတက်ရောက်မဲ့သူများအနေနဲ့နောက်ထပ်ပတ်စံကုန်စရာမလိုဘဲနဲ့တင်တန်းဘက်ကနေပြီးတော့ဒီတင်ထောက်ကူပစ္စည်းတွေကိုအပြေးအဝ support ပေးတော့မှာလည်းဖြစ်ပါတယ်တင်တန်းပြီးသွားတဲ့အချိန်မှာလည်း certificate ကိုဒီတိုင်းပေးအပ်တာမျိုးမဟုတ်ဘဲနဲ့တင်တန်းတွေအနေနဲ့စာမှုပွဲဖြည့်ဆိုပြီးတော့စုပေးတဲ့အစီအစဉ်တွေလည်းပါရှိမှာဖြစ်ပါတယ်စုပေးတဲ့အစီအစဉ်မှာဆိုရင်လည်းဒီ color ချက်ပေးတာမျိုးတွေလည်းတင်တန်းဘက်ကလုပ်ပေးသွားမှာဖြစ်ပါတယ်ဒီ batch 9တင်တန်းတက်မိသူများအနေနဲ့ပေါ့နော်ဒီတင်တန်းပြီးတဲ့အချိန်မှာလည်းဒီတင်တန်းဘက်ကနေပြီးတော့ food spa တွေ food wizing တွေဂျေစိန်တွေပေါင်းတင်တာတွေစားတဲ့ဘာသာရက်3တင်ကြားပေးသွားမှာလည်းဖြစ်ပါတယ်ဒါအပြင်စိုက်ဖွင့်လူသူများအတွက်လည်းတင်နန်းပြီးတဲ့အခါမှာ experience training day ဆိုပြီးတော့တရက်မင်းတို့ဘက်ကနေလုပ်ပေးထားတာရှိပါတယ်ဒီ experience training day မှာဆိုရင်တကယ်စိုက်ဖွင့်လူသူတွေအနေနဲ့စိုက်ဆက်ဖွင့်ခြင်းမှာအရင်ဒီဘယ်လောက်လိုအပ်တာလဲဒီ customer တွေနဲ့ပတ်သက်ပြီး service ပေးတဲ့အခါမှာဘယ်လိုဝန်ဆောင်မှုမျိုးတွေကိုဝန်ဆောင်မှုပေးရတာလဲ marketing တွေဘယ်လိုလုပ်ရလဲဒါအပြင်ဝန်ထမ်းတွေခေါ်ဆိုတဲ့အခါမှာလဲစာချုပ်စာတမ်းတွေဘယ်လိုချုပ်ဆိုရလဲလက်တဲပစ္စည်းတွေအလွင့်မရှိအောင်ဘယ်လိုမျိုးဝယ်ရတာလဲဘယ်လိုဆိုင်တွေကတက်တာလဲဘယ်လိုဆိုင်တွေကလက်တဲဈေးနှုန်းတွေ quality တွေမှန်တာလဲဆိုတာကိုလည်းမင်းတို့ဘက်ကနေပြီးတော့အပြည့်အဝတင်တန်းကို free ပို့ချပေးသွားမှာလည်းဖြစ်ပါတယ်ဒါကြောင့်အခုတင်တန်းကိုဘယ်လိုလူတွေရွေးချယ်တင်လဲတကယ်အပြင်မှာတင်တန်းပြီးရတဲ့ဆိုင်ဖွင့်လို့လူတွေအခြေခံကနေစပြီးတော့ detail ကြနဲ့ trend ဖြစ်နေတဲ့ design တွေအထိပါလက်တွေ့ကြလုံးဝ quality ရှိနဲ့တက်မြောက်ချင်တဲ့လူတွေအနေနဲ့ဒီတင်တန်းကိုလုံးဝ100%တက်ရောက်တင်ပါတယ်